မြောက်ဘက်ကအကိုင်းကိုထပ်ပြီးတော့ဖြတ်ကြည့်ကြမယ်ဖြတ်ကြည့်တော့အဲ့ဒီပင်ဟာယတနာပစ္စည်းတွေကြာလာတယ်အဲ့ဒီအကိုင်းကနော်ရေလည်းရတယ်အစာလည်းရတယ်သတို့သမီးလည်းရတယ်ယတနာပစ္စည်းလည်းရတယ်တော်တော်ပြည့်စုံသွားပြီလဲနဲ့တိုက်ပြီးတော့ပြန်ယုံပဲဟုတ်လားဒါပေမဲ့လူလောဘဆိုတာကထင်းချုပ်ဖို့သိပြီးတော့မလွယ်ဘူးရက်တန့်နိုင်ခဲ့တယ်အဲ့ဒါနဲ့သူတို့ဖြတ်လိုက်လို့ညောင်မင်းကြီးကတော့ဂရုံးကြီးဖြစ်နေတယ်အပေါ်ပိုင်းတစ်ခိုင်းပဲကျန်တော့တယ်ဟုတ်လားအဲ့ဒါသူကဘာလုပ်လဲဆိုတော့ဒီညောင်မင်းကြီးကရန်စမ်းကြတယ်တဲ့အဲ့ဒါကြောင့်မလို့ညောင်မင်းကြီးရဲ့အမြစ်ကိုဖြတ်ကြည့်ခြင်းတယ်ဒါဆိုရင်ဘာတွေများရမလဲမသိဘူးကျေးဇူးရှင်ကိုအမြစ်ဖြတ်ဖို့ကြိုးစားကြတော့ဟုတ်လားနော်ကျေးဇူးရှင်ကိုအမြစ်ဖြတ်ဖို့ကြိုးစားတာနော်အဲ့ဒီမှာဘုရားလောင်းကတကိုင်းပြီးတကိုင်းဖြတ်တဲ့အစားရေရပြီးနောက်တကိုင်းဖြတ်မလို့တဲ့ဆိုဘုရားလောင်းကတားခြင်းနေတာဒါအများနဲ့ဆိုတော့တားလို့မရအဲ့ဒါနဲ့အမြင့်ဖြတ်မယ်ဆိုတော့ဘုရားလောင်းကဘလို့မှနေလို့မရတော့နော်အဲ့ဒါနဲ့လက်အုပ်ချီပြီးတော့တောင်တားတယ်တဲ့သူ့ရဲ့လက်အောက်ငယ်သားကုန်းတယ်လောဘဇောတက်နေတဲ့အကောင်တွေပေါ့နော်ဒီသားမအောင်တဲ့ဒီအပင်ကြီးကမင်းတို့အမြန်ဘာများအကျိုးမဲ့တွေကိုလှုပ်ဖူးလို့ဒီအပင်ကြီးရဲ့အမြင့်ကိုဖြတ်ဖို့ကြိုးစားတာတော့တကယ်ဆိုရင်သူ့ကြောင့်မင်းတို့မတို့အသက်ရှင်ရရေရခဲ့တဲ့အစာရခဲ့တဲ့သူတို့သမီးရတဲ့ယတနာပစ္စည်းရတယ်တော်ပြီပေါ့ဒီပင်ကြီးရဲ့ရှင်သန်မှုကိုဘာလို့ဖြည့်ဆည်းခြင်းရတာတော့အဲ့တော့ဟိုလူတွေကဘာပြောလို့ဆိုတော့ဟုတ်တယ်တဲ့ကျေးဇူးရှင်ဆိုတာကျေးဇူးကောင်းတာမဟုတ်ဘူးမဒါတွေကတော့သူတို့လည်းသိတာပဲအရေးနေနေအခက်ချိုးချိုးလုပ်ရင်အဲ့ဒါလူယုံမှလုပ်ခေါ်တယ်ဒါပေမဲ့လို့အကျိုးရှိမယ်ဆိုရင်တော့အမြင့်ကိုဖြတ်သိရင်ဖြတ်ရမှာပဲတဲ့အဲ့ဒါကကြောက်စရာကောင်းတယ်လူလောကမှာအဲ့ဒါမျိုးတွေပဲနော်သိရတော့သိနေတာပဲဒါပေမဲ့လောဘတကယ်ကြီးလာပြီဆိုတော့တိတိကြီးနဲ့မလုပ်ကြတော့မှားကြတာပေါ့ဟုတ်လားအဲ့ဒီမှာဘုရားလုံးကဘလို့မှတားလို့မရဘူးအများနဲ့တရားပါနော်အဲ့ဒါနဲ့ဘေးပဲထွက်ပြီးတော့ထိုင်နေရတယ်အဲ့ဒါအလွန်ထက်တဲ့ပစိတ်တွေနဲ့အဲ့ဒီအပင်ကြီးအောင်မင်းကြီးရဲ့အမြစ်ကိုဖြတ်ဖို့ကြိုးစားကြတာအဲ့ဒီမှာငကားမင်းကအလွန်လောဘတက်ကရာအားကြီးတယ်လို့ကိုယ့်ရဲ့အသက်သခင်အပင်ကိုတောင်ငဲ့ညာကောင်မှမသိဒီလိုလူမျိုးတွေကိုလူလောကမှာမထားလိုက်ဘူးဆိုပြီးတော့ဘာလုပ်လဲဆိုတော့လှဲမှုဘုရားလုံးလှဲမှုတရားကိုပဲချမ်းကျန်တဲ့လူတွေကိုအကုန်လုံးပြစ်တတ်ဆိုတော့ငကားစစ်တီကိုလေးနဲ့ပြစ်ခိုင်းတယ်တဲ့အများနဲ့ပြစ်ခိုင်းအကုန်တည်ကြတယ်ဟုတ်လားအဲ့ဒီဇတ်တော်တခုရှိအဲ့ဒါဘာလဲလို့မေးရင်ဘုရားလောင်းရဲ့စိတ်ဓာတ်ကတော့နှိမ့်ချတဲ့လူတွေရဲ့ကြားထဲမှာအမြင်မာတဲ့နေထိုင်မျိုးနဲ့နေထိုင်လို့တဲ့စိတ်နော်ဒါကြောင့်ပိဿပေါင်းသူတော်တို့အများမူကားရေတောက်တိုင်းကိုမတောက်ဘူးဆိုတဲ့စိတ်မျိုးလေးမွေးဖို့တော့မလိုဘူးလားလိုတယ်နော်နှိမ့်သူတွေထဲမှာမြင့်မှာမြင့်သူတွေထဲမှာနှိမ့်မှာ